ဒီဟာတွေအားလုံးကိုကျွန်တော်လုံးဝလက်မခံပါဘူးဒီမြေပိုင်ဆိုင်မှုကလည်းတရားမဝင်ပဲပါကျမတို့ကတောင်းဆိုနေရမဟုတ်ဘူးညှိနှိုင်းနေလက်မှတ်လေးထိုးပေးလိုက်ရလို့ဒီမျိုးမြတ်အတွက်ဘာမှမနစ်နာဘူးကျွန်တော်ငွေမှတ်နေဒီလုံးမလုံးခင်ဗျားသိထားဖို့ကဒီမြေနေရာတွေအားလုံးကအများပြည်သူပဲဖြစ်သွားနိုင်တယ်စကားပြောဆင်ကြပါဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုံးဝလက်မှတ်မထိုးဘူးအဆုထားကျွန်တော်ရုံးခန်းမှာဘသူ့ကိုမှဆက်လက်တောက်ခွင့်ပေးထားဘူးကောင်းပါပြီရှင်ကလက်မခံဘူးဆိုတော့လေကျမတို့တွေရှေ့လျှောက်ခီးဆက်ဖို့ကိစ္စတွေပြန်စဉ်းစားရတာကျမတို့ခွင့်ပြုကောင်းပါပြီရွေချက်ကတော့ရှင်းပါတယ်ဒီဒေသကြီးအေးချမ်းချမ်းနဲ့စီပင်သားရဝါပြောဖို့ပါပဲဒီဒေသမှာရှိတဲ့ပြည်သူတွေအားလုံးလုံလုံခြုံခြုံနဲ့အေးချမ်းချမ်းနေစေရမယ်အထူးသဖြင့်ကျွန်တော်လက်ထက်မှာမူရစ်ဆေးဝါးနဲ့ရာဇဝတ်မှုအဂတိလိုက်စားမှုနဲ့လက်ပေးလက်ယူကိစ္စတွေလုံးဝပျောက်သွားပါလိမ့်မယ်ပြီးတော့ဒီဒေသမှာရှိတဲ့ပြည်သူတွေအားလုံးတရားမျှတမှုနဲ့လုံလုံခြုံခြုံနေစေရမယ်လို့ကျွန်တော်ရဲရဲအာမခံပါတယ်ရှားစဝဲမှုတွေကင်းစင်တယ်မျိုးနယ်တစ်ခုကိုဖန်တီးခြင်းတယ်ပေါ့လေတောင်ကြီးမှာအကြီးဆုံး shopping mall ပါရှိတယ်ဒီလောက်ထိလောက်ပြဖို့မလိုသေးတယ်နဲ့မထက်လိုတယ်တိတ်လိုစုထက်ကိုအဆွဲမရှိဘူးထင်နေရသူတွေစုထက်ဘလောက်အစိတ်ပြင်းလဲဆိုတော့ပြအောင်ပြဘာဖြစ်ချင်လဲပဲပြောငါမှအစီအစဉ်တစ်ခုရှိတယ်အဲ့အစီအစဉ်